Generally, tomorrow you might be my in Ajitware, Garuna Kupo. In our ballet, so ye, Loa a Timacano, Loa Sansanting Garuna Kua Bale, Dilla. No Sabi be me and my yarom, as I'm no Sabiro, no. Namate Emalam. Ya also G. Tatilo meow. Doyon Zala on the Emalam, Tuaviroma, two line. But you say only, Pia only, don't let two like the low. Why me Toda, why me not care, no? So Emalam group volley, Namate Osua. Namani Osua Bale, so teach it to me also. Tina. Eroli, teach it to me. So Emalam got a mammy and Nina, the maid sending she out, no? Eroli, teach it to me also. A good so ye, quick I did. Quilly Quilly Lamoriani Kailo Malo, Quilly and Yogari, Chede to Miaji to Ilare, no? So no, teach it to me, so with the Rwali, di Quilly Quilline, but that day Shenley Kesari, so it the Rwali, and yan Quia Kite the Lumio, teach it to me, like Kite, why me Roma, Tina. A good so ye, quick I did. Quilly Quilly Lamoriani Kailo Malo, Quilly and Yogari, Chede to Miaji to Ilare, no? So no, teach it to me, so with the Rwali, di Quilly Quilline, but that day Shenley Kesari, so it the Rwali, and yan Quia Kite the Lumio, teach it to me, like Kite, why me Roma, Tina. You know, tomorrow up Yamima sends our diame, solution. Lune Queen behind Potam Moshile. Look at that name. Queen at that neso behind Tam Moshile. Hello, Biore, so Jamaga, teach it to me, Jamal, say, oh me. Look at that bone. Nido ben so zigamu. Hodala. Look, she we are meso, you know, tomorrow look at that way we are mabo. Hola. You know, down Dido Bioni, Lotama, the days and Machibula, tomorrow, the days and Chetama, Tamarali, Tada Milo go Chededu. You know, did teach it to me, so they also ya Lamoga, Quilly, Quilly, go shilling at Tingai. Also like the a day, a carregoli, Jetana Share, hard carrego, a jango, where Sure, so Dasu. A Lamoga, Quilly, Quilly, go in a mat, Sanita Cobioma Muila, Sanita Cobioma Juila, Lamoma, a lane Talo Shin, Goga, Sete, so Biroma, Champagne Yankama, Asata, Juibiroma, Tatara, you know. ပေါက်ချင်တိုင်းနေပေါက်တယ်ဒီအုပ်စုကြီးကကြီးထွားချင်တိုင်းနေကြီးထွားတယ်အဲ့တော့လာတဲ့သူတွေကြောင်းသွားတဲ့သူတွေယုံသွားတဲ့သူတွေဈေးသွားတဲ့သူတွေနဲ့လမ်းသွားလမ်းလွာတွေကိုရန်ရှာတယ်အဲ့တော့ရန်ရှာတော့တက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကရှင်းလင်းနေဆိုရင်ဒီတိချစ်သူများနဲ့တက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ထိတ်တိုက်တွေ့တယ်ပြဿနာတွေတက်ကြတယ်အဲဝါဝေဖန်ကြတယ်အော်ရှင်းတဲ့သူတွေကပဲအကျဉ်းတရားမရှိတဲ့သူတွေရှင်းတဲ့သူတွေကပဲမေတ္တာတရားခေါင်းမာတဲ့သူတွေရှင်းတဲ့သူတွေကပဲဟိုပြစ်မှုကြီးကျူးလွန်တယ်လို့မျိုးဆိုပြီးတော့မှဒီတိချစ်သူများတွေကပြောကြတယ်ဆိုတော့တိချစ်သူများကအယမ်းချစ်တယ်ဆိုရင်တယောက်ကို10ကောင်ဆို10ကောင်လမ်းမော်ခွေး9ကောင်ဆို9ကောင်ကိုယ့်အိမ်နဲ့ခေါ်မွေးထားလိုက်အရန်ချစ်တယ်ဆိုရင်နော်မဟုတ်ဘူးဆိုရင်တော့ကိုတာဝန်မယူနိုင်ဘူးဆိုရင်တော့ဒီလမ်းပေါ်မှာပြုတ်နေတဲ့သူတို့ရဲ့အန်တရယ်ပေးတဲ့ဟာကိုလူနဲ့ခွေးနဲ့ရှင်လာရင်တော့ကျမတို့ကလူပဲရွေးရမယ်ဟုတ်တယ်နော်ချစ်တယ်ဆိုတာကပါဇက်နဲ့ချစ်တာကိုယ့်အိမ်မှာခေါ်တင်ကျွေးထားတာမဟုတ်ဘူးလေလမ်းပေါ်မှာသူ့ဟာသူထားနေတဲ့ဟာကိုကျင်နာပြတာဟုတ်လားအဲ့ဒါကျင်နာတာမဟုတ်ဘူးချစ်တယ်ဆိုတာကပါဇက်နဲ့ချစ်တာအိမ်ထဲကနေချစ်တာလမ်းပေါ်မှာသူ့ဟာသူတဘာဝတိုင်းဖြစ်တည်ပြီးသွားကျင်တိုင်းသွားလာကျင်တိုင်းလာနေတာအိမ်ထဲကနေချစ်နေတာအိမ်ထဲကနေမချစ်နဲ့အိမ်ထဲကနေမကျင်နာနဲ့အိမ်ထဲကနေမတနာနဲ့တကယ်ပဲတိရစ္ဆာန်ချစ်သူများဖြစ်တယ်ဆိုရင်တယောက်ကို10ကောင်လုံးကိုယ့်အိမ်ကိုခေါ်မွေးထားလိုက်တယောက်ကို9ကောင်လုံးကိုတာဝန်ယူထားလိုက်ဟုတ်လားလမ်းပေါ်မှာထားပြီးတော့မှမချစ်နဲ့လမ်းပေါ်မှာထားပြီးတော့မှမကျင်နာပြနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီခွေးတွေကနေပြီးတော့မှပေါက်ပွားပြီးတော့မှကြီးထွားလာတဲ့အုပ်စုကြီးကလမ်းသွားလမ်းလာတွေအတွက်အရန်အန်တီရဲ့ဖြစ်တယ်အခုဆိုရင်ကျမတို့ခုနလိုပေါ့တတိလက်လွတ်နဲ့တချို့ကလည်းခွေးပန်ကာကွယ်ဆေးမထိုးမိလိုက်တာမျိုးတွေရှိတယ်ဆိုရင်ဒီခွေးတွေကတခုခုဖြစ်သွားတယ်ဆိုရင်လူမှာသွားပြီးတော့မှထိကြိုက်ပြီးတော့မှလူအသက်ဆုံးရှုံးရတာတွေအထီကိုပြင်းပြင်းထန်ထန်နေဖြစ်တယ်ဖြစ်စဉ်တွေခက်စိတ်စိတ်တွေ့ရတယ်အဲ့တော့တတိဆန်နဲ့လူနဲ့ရွေးချယ်ရမယ်ဆိုရင်တော့ကျမကတော့တတိဆန်ကိုဘလောက်ချစ်ချစ်လူအသက်ကိုပဲဦးစားပေးပြီးရွေးချယ်မယ်လူအသက်ကပိုတန်ဖို့ရှိတယ်ရွေးချယ်ကြစဒန်းဆိုရင်ဟုတ်တယ်နော်ဆိုတော့ဒီလိုပြောလို့ကျမအကျဉ်းတရားမရှိဘူးလားဆိုရင်တော့ဟုတ်တယ်ရွေးချယ်ရမယ်ဆိုရင်တော့ကျမတို့ကလူသားချင်းရွေးချယ်ရမှာပဲဒါလူသားဆန်တာပဲ
မှာမဟုတ်ဘူးအရန်ချစ်တယ်အရန်ကျင်နာတယ်ဆိုကိုယ့်ကိုဂေဟာထောင်ဂေဟာတွေနဲ့စနစ်တကျမွေးမြူအေးအမတိချစ်သူများအုပ်စုကြီးအုပ်စုလိုက်ကြီးပောက်ကွဲကြတယ်ငိုကြတယ်ယိုကြတယ်မခံမရနိုင်နေဖြစ်ကြတယ်ဟာစိတ်မကောင်းနေဖြစ်ကြတယ်ကိုအိမ်ကိုကိုခေါ်မွေးလိုက်ရက်ွက်ထဲမှာတိချစ်သူဘယ်နှယောက်ရှိလဲစည်ရင်ကောက်လိုက်ဟေးလမ်းထဲမှာခွေးဘယ်နှကောင်ရှိလဲရက်ွက်ထဲမှာခွေးလေခွေးလင်းဘယ်နှကောင်ရှိလဲနော်တိချစ်သူဘယ်နှယောက်ရှိလဲစားချလိုက်ကိုအိမ်ထဲမှာကိုတာဝန်ယူပြီးခေါ်ပြီးတော့မှခေါ်တင်ထားလိုက်ခေါ်တင်ကျွေးထားလိုက်ဟုတ်တယ်နော်အထင်းကိုမဲ့လမ်းပေါ်မှာထားပြီးတော့မှတော့အိမ်ထဲကနေမချစ်နဲ့အိမ်ထဲကနေမကျင်တာနဲ့အိမ်ထဲကနေမတနာနဲ့အိမ်ထဲကနေသူတော်ကောင်းမလုံးနဲ့လုံနေတဲ့သူတွေကိုလူယုံမှာဇက်မသွင်းနဲ့လုံနေတဲ့သူတွေဟာလည်းဘယ်သူမှမရှင်းလင်းကြဘူးလူအသက်တင်လူတွေရဲ့ကျမ်းမာရေးတွေနဲ့လူမှုဒုက္ခတွေဖြစ်လွန်အားကြီးလို့တာရဲ့သက်ဆိုင်ရာကလည်းတာဝန်ယူပြီးတော့မှဖြည့်ရှင်းနေရတာအဲ့တော့အယမ်းကျင်နာပါတော့အယမ်းမေတ္တာရှင်ကြီးတွေဖြစ်ကြတော့တိချစ်သူများကလည်းအဲ့လိုခွေးလေခွေးလေးတွေကိုအယမ်းတနာတယ်ဆိုရင်ကိုယ့်အိမ်ထဲမှာကိုခေါ်မွေးထားလိုက်